2026 ခုနှစ်အတွက်နှစ်ပတ်လည်ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်များစီးရင်အရတရုတ်ဘီလီယံနာတွေရဲ့စုစုပေါင်းကြွယ်ဝမှုဟာဒေါ်လာ 1.2 ထရီလီယံနီးပါးရှိလာခဲ့ပါတယ်။ဒါဟာကက်ယောဂါနဲ့ပုဂ္ဂလိကကဏ္ဍအပေါ်မှာဖြိုခွင်းမှုတွေကြောင့်ဤပညာကုမ္ပဏီကြီးအများအပြားရဲ့ဈေးကွက်တန်ဖိုးမပြတ်စည်းခင်2021ခုနှစ်မှာစံချိန်တင်ခဲ့တဲ့ 2.5 ထရီလီယံနီးပါးကိုပြန်ရောက်လာတာဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲအချမ်းသာဆုံးတရုတ်နိုင်ငံသား10ဦးရဲ့စုစုပေါင်းကြွယ်ဝမှုဟာပြီးခဲ့တဲ့နှစ်က 400.5 ဘီလီယံကနေအခုဆိုရင် 414.5 ဘီလီယံအထိရှိလာခဲ့ပါတယ်။ဒီဗီဒီယိုထဲမှာတော့2026ခုနှစ်အတွက်ကမ္ဘာအချမ်းသာဆုံးစီးရင်ဝင်ထိပ်သီးဘီလီယံနာ10ဦးတွေက9ဦးအကြောင်းကိုတင်ပြပေးပါမယ်။ Electronic ကုန်သွယ်ရေးလုပ်ငန်းကြီးဖြစ်တဲ့ Alibaba ကိုပူးရဲတီထောင်သူ Jack Ma ရဲ့ချမ်းသာကြွယ်ဝမှုဟာ 29.1 ဘီလီယံဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်အနှောင်းပိုင်းမှာ AI နဲ့ပတ်သက်တဲ့ budget ကို90ဘီလီယံကျော်ထိတိုးမြင့်ခဲ့တဲ့ Alibaba ကုမ္ပဏီဟာဤပညာနယ်ပယ်မှာတရုတ်နိုင်ငံရဲ့ရင်းနှီးမှုအများဆုံးလုပ်တဲ့ကုမ္ပဏီတွေထဲကတစ်ခုဖြစ်ပါတယ်။အသက်62နှစ်ရှိပြီဖြစ်တဲ့ Jack Ma ဟာ2019ခုနှစ်မှာဥက္ကဋ္ဌအဖြစ်ကနေနှုတ်ထွက်ခဲ့ပေမဲ့ကုမ္ပဏီမှာ share ပိုင်ဆိုင်မှုဆက်လက်ရှိနေဆဲဖြစ်ပါတယ်။ Nexus စည်းရင်းဝင်ဈေးလျှော့ရောင်းချတဲ့လက်လီရောင်းဝယ်ရေးလုပ်ငန်း PTT Holding ဟာကမ္ဘာတဝန်းမှာစီးမြင်စည်းကမ်းပိုင်းဆိုင်ရာအခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒါကြောင့်တီထောင်သူကောလင်းဝင်ရဲ့ကြွယ်ဝမှုဟာပြီးခဲ့တဲ့နှစ်အတွင်း 9.8 ဘီလီယံလောက်ရော့ကျသွားပြီးခံမှန်းခြေ 36.6 ဘီလီယံလောက်ပဲကျန်ပါတော့တယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလကတော့ဈေးပေါ်တွေသွင်းကုန်တွေကိုနှိမ်နင်းမှုနဲ့ PEMU unit ဟာမမျှတတဲ့ထောက်ပံ့ကြေးတွေရယူခဲ့ခြင်းရှိမရှိစုံစမ်းစစ်ဆေးမှုတွေအတွင်းအိုင်ယာလန်နိုင်ငံဒဗလင်အခြေစိုက်ရုံးချုပ်ကိုအာဏာပိုင်တွေကဝင်ရောက်စီးနင်းခဲ့ကြောင်းမီဒီယာအစီရင်ခံစာများစွာအရသိရပါတယ်။မိခင်ကုမ္ပဏီ PTT ဟာလည်းလိုအပ်တဲ့အခွန်အချက်လက်တွေတင်ပြဖို့ပြက်ကွက်ခဲ့တာကြောင့်ဇန်နဝါရီလမှာဒေါ်လာ 15,000 တန်ရိုက်ခံခဲ့ရပါတယ်။အိုနီမာလိုလည်းလူသိများတဲ့တရုတ်အင်တာနက်ကုမ္ပဏီကြီး Tencent Holding ရဲ့ဥက္ကဋ္ဌမာဝတ်ထန်ရဲ့ခံမှန်းကြီးကြွယ်ဝမှုကတော့ 53.8 ဘီလီယံရှိပါတယ်။သူဟာကုမ္ပဏီရဲ့ဂိမ်းအသစ်ဖြစ်တဲ့ Data Force နဲ့အောင်မြင်မှုတွေရရှိနေတာဖြစ်ပါတယ်။ဒီဂိမ်းဟာသူတို့ရဲ့နာမည်ကြီး online တိုက်ပွဲဝင်ဂိမ်းတွေဖြစ်တဲ့ Honor of Kings နဲ့ Peacekeeper Elite တို့လိုပဲနောက်ထပ်ရေပန်းအစားဆုံးဂိမ်းတစ်ခုဖြစ်လာဖို့ရှိနေပါတယ်။ Now Full Sprinting ကိုတီထောင်သူကျန်းရှန်ရှန်ရဲ့ခံမှန်းကြွယ်ဝမှုကတော့ 68.1 ဘီလီယံရှိပါတယ်။သူဟာပြီးခဲ့တဲ့နှစ်ကလူထုဝေဖန်မှုအကျက်တဲကနေပြန်လည်နလန်ထူလာတာပဲဖြစ်ပါတယ်။အဲ့ဒီတော့ကသူတို့ရဲ့ရေတံဘူးကွန်ဒီဇိုင်းအချို့ဟာဂျပန်ပြည်သူကလက်ရာတွေနဲ့ဆင်တူရဲဆိုပြီးအမျိုးသားရေးဝါဒီစားသုံးသူတွေကတပိတ်မှောက်ဖို့ကတိပြုခဲ့ကြပါတယ်။2025ခုနှစ်ပထမနှစ်ဝက်အတွင်းရောင်းအားဟာ 15.6 ရာခိုင်နှုန်းတိုးတက်လာပြီး 3.8 ဘီလီယံအထိရှိလာခဲ့တယ်လို့အမျက်ငွေဟာလည်း 22.1 ရာခိုင်နှုန်းတိုးတက်လာပြီး 1.1 ဘီလီယံအထိရှိလာခဲ့ပါတယ်။အသက်82နှစ်ရှိပြီဖြစ်တဲ့ဥက္ကဋ္ဌအတွက်ကတော့ဒီလိုနာမည်ပြတ်ခဲ့တဲ့ကာလတွေပြီးတဲ့နောက်မှာရောင်းအားတွေဆက်လက်တိုးတက်လာဖို့မျှော်လင့်ရပါတယ်။ Biden တီထောင်သူကျန်းရီမင်းကတော့ခံမှန်းကြီးကြွယ်ဝမှု 69.3 ဘီလီယံနဲ့ဒုတိယနှစ်အဖြစ်တရုတ်နိုင်ငံရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာပါတယ်။ TikTok ပိုင်ဆိုင်မှုသဘောတူညီချက်ကပုဂ္ဂလိကနည်းပညာကုမ္ပဏီကြီးအတွက်အဓိကအဟန့်အတားတစ်ခုကိုဖယ်ရှားပေးနိုင်ခဲ့ပါတယ်။အချိန်ထဲမှာပဲ Biden စာတစ်ကမ္ဘာလုံးဆိုင်ရာ AI ဖွံ့ဖြိုးတိုးတက်ရေးမှာအဓိကအင်အားစုတစ်ခုဖြစ်လာပါတယ်။အသက်41နှစ်ရှိပြီဖြစ်တဲ့ကျန်းဟာ2021ခုနှစ်မှာတော့ Biden ဥက္ကဋ္ဌအဖြစ်ကနေထွက်ခဲ့ပေမဲ့ကုမ္ပဏီရဲ့ AI မဟာဗျူဟာမှာတော့အဓိကအခန်းကဏ္ဍကဆက်လက်ပါဝင်နေသေးဖြစ်ပါတယ်။အခုလိုစိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုကြည့်ရှုလေ့လာဖို့ကတော့ကျွန်တော်တို့ channel ကို subscribe လုပ်ထားပေးဖို့လိုအပ်မှာဖြစ်ပါတယ်။ဒီဗီဒီယိုကအကျိုးရှိတယ်ဆိုရင် like လုပ်သွားပေးဖို့လည်းတောင်းဆိုလိုပါတယ်။နောက်ဗီဒီယိုများမှာပြန်လည်ဆုံတွေ့ပါအောင်မယ်။ကျေးဇူးတင်ပါတယ်